ကြည့်ရှုပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2025အောက်တိုဘာလ1ရက်နေ့ဗုဒ္ဓဟူးနေ့လက်နေရကတောင်ရစန္ဒီယာရကရှေးရရံပေါ်ရရကမြောက်ရတို့ဖြစ်တယ်မူလဆန်းရှင်တဲ့ကဥဒ္ဒရကံတဲ့ကဖြစ်တယ်တနင်္ဂနွေကျိုးကံရာဒီမှာတည်ရှိတယ်တနင်္လာကျိုးဓနုရာဒီမှာတည်တယ်အင်္ဂါကျိုးတူရာဒီမှာရှိတယ်ဗုဒ္ဓကျိုးကံရာဒီမှာတနင်္ဂနွေနဲ့ပေါင်းပြီးတည်ရှိတယ်။ကြာသပတေးကျိုးမေထုံရာဒီမှာတည်တယ်။သောကြာကျိုးသေရာဒီမှာတည်ရှိတယ်။စနေကျိုးမိန်ရာဒီမှာနောက်ပြန်သွားပြီးတည်တယ်။ရာဟုကျိုးကုံရာဒီမှာတည်ရှိတယ်။ကိတ်ကျိုးသေရာဒီမှာသောကြာကျိုးနဲ့ပူးတွဲပြီးတည်ရှိတယ်။မိသားရာဒီဘာတွေမှာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ရေမှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးဘဝအောင်မြင်မှုကိုဖန်တီးနိုင်လိမ့်မယ်။ဒေသရာသီဘဝတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်မယ်။ဘဝတိုးတက်မယ်။ရေမှန်းချက်အောင်မြင်မယ်။မေတော်ရာသီဘဝတွေမှာစိတ်ပင်ပန်းဒုပင်ပန်းဖြစ်မယ်။မှန်တယ်တဲ့လက်တွေ့ပါမယ်။သဘာသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးမယ်။ကရကရာသီဘဝတွေအတွက်ပျော်ရွှင်ချမ်းမြေ့မယ်။လွယ်ရပြည့်စုံမယ်။ခက်ခဲဖြေရှင်းနိုင်မယ်။ငွေကြေးကံကောင်းမယ်။တင်ရာဒီဘာတွေမှာစိတ်နှောင့်ယှက်များမယ်တပားသူကြောင့်မိမိရွယ်ချက်ပြင်းပြင်းချင်းရှိမယ်ဂရိပြတ်သူတွေနဲ့တွေ့မယ်ကံရာဒီဘာတွေမှာအသေးစားထိခိုက်မှုပြုဆဲရမယ်ငွေကြေးလက်လို့ဆုံးရှုံးတဲ့ပစ္စည်းမြုပ်နှံခြင်းမပြုရအောင်တူရာဒီဘာတွေအတွက်ထူးကောင်းတဲ့ရာရာဆင်ပြေပြီးတိုးတက်မယ်ငွေကြေးလုပ်ငန်းဘဝရည်မှန်းချက်အောင်မြင်မယ်ရိစ္ဆာရာဒီဘာတွေမှာငွေကြေးကံကောင်းမယ်လူရာပြည့်စုံမယ်ရေမှန်းချက်အောင်မြင်မယ်နေကောင်းတစ်ခုဖြစ်တယ်။ဓနုရာသီဘဝတွေမှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ကံအချိန်တွေမြမတန်လန်းပေါ်ပေါက်ပြီးတော့ခရီးကိစ္စဆင်ပြေမယ်။မကာရရာသီဘဝတွေမှာရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပြီးတဲ့ရပဲခွေပြန်ရမယ်ငွေကြေးစီးပွားလက်လာမှာတိုးတက်မယ်။ကောရာသီဘဝတွေမှာလက်ပွင့်မယ်ကံကောင်းမယ်တို့ရပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိ။မေရာသီဘဝတွေမှာဥတီချက်ပြောင်းပြီးဆောင်ရွက်မှုတွေရဲ့ကောင်းသောအကျိုးကျေးဇူးကိုရရှိမယ်။အဝါရောင်ဒေမရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးလွေရကိစ္စဆောင်ရွက်ပါဖွာလာစဉ်လမ်းမှာတွေ့တဲ့သူသားပုဂ္ဂိုလ်တို့ကိုအလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်ကြည်ရှုပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2025အောက်တိုဘာလ1ရက်နေ့ဗုဒ္ဓဟူးနေ့လက်နေရကတောင်ရစန္ဒီယာရကရှေးရရံပေါ်ရရကမြောက်ရတို့ဖြစ်တယ်မူလဆန်းရှင်တဲ့ကဥဒ္ဒရကံတဲ့ကဖြစ်တယ်တနင်္ဂနွေကျိုးကံရာဒီမှာတည်ရှိတယ်တနင်္လာကျိုးဓနုရာဒီမှာတည်တယ်အင်္ဂါကျိုးတူရာဒီမှာရှိတယ်ဗုဒ္ဓကျိုးကံရာဒီမှာတနင်္ဂနွေနဲ့ပေါင်းပြီးတည်ရှိတယ်ကြာသပတေးကျိုးမေထုံရာဒီမှာတည်တယ်သောကြာကျိုးသေရာဒီမှာတည်ရှိတယ်စနေကျိုးမိန်ရာဒီမှာနောက်ပြန်သွားပြီးတည်တယ်ရာဟုကျိုးကုံရာဒီမှာတည်ရှိတယ်ကိတ်ကျိုးသေရာဒီမှာတောကြာကျိုးနဲ့ပူးတွဲပြီးတည်ရှိတယ်မိသားရာဒီဘာတွေမှာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရေမှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးဘဝအောင်မြင်မှုကိုဖန်တီးနိုင်လိမ့်မယ်ဒေသရာဒီဘာတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်မယ်ဘဝတိုးတက်မယ်ရေမှန်းချက်အောင်မြင်မယ်မေတော်ရာဒီဘာတွေမှာစိတ်ပင်ပန်းဒုပင်ပန်းဖြစ်မယ်မှန်တယ်တဲ့လက်တွေ့ပါမယ်သဘာသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးမယ်ကရကရာသီဘဝတွေအတွက်ပျော်ရွှင်ချမ်းမြေ့မယ်လွယ်ရပြည့်စုံမယ်ခက်ခဲဖြေရှင်းနိုင်မယ်ငွေကြေးကံကောင်းမယ်တင်ရာသီဘဝတွေမှာစိတ်နှောင့်ယှက်များမယ်တပားသူကြောင့်မိမိရွယ်ချက်ပြင်းပြင်းချင်းရှိမယ်ဂရိပြတ်သူတွေနဲ့တွေ့မယ်ကံရာသီဘဝတွေမှာအသေးစားထိခိုက်မှုပြုဆဲရမယ်ငွေကြေးလက်လို့ဆုံးရှုံးတဲ့ပစ္စည်းမြုပ်နှံခြင်းမပြုရအောင်တူရာဒီဘာတွေအတွက်ထူးကောင်းတဲ့ရာရာဆင်ပြေပြီးတိုးတက်မယ်ငွေကြေးလုပ်ငန်းဘဝရည်မှန်းချက်အောင်မြင်မယ်ရိစ္ဆာရာဒီဘာတွေမှာငွေကြေးကံကောင်းမယ်လူရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်နေကောင်းတစ်ခုဖြစ်တယ်ဓနုရာဒီဘာတွေမှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ကံအချိန်တွေမြမတန်လန်းပေါ်ပေါက်ပြီးတော့ခရီးကိစ္စဆင်ပြေမယ်မကာရရာဒီဘာတွေမှာရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပြီးတဲ့ရပဲခွေပြန်ရမယ်ငွေကြေးစီးပွားလက်လာမှာတိုးတက်မယ်ကောရာသီဘဝတွေမှာလက်ပွင့်မဲ့ကံကောင်းမဲ့တို့ရပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိ
မေယာဒီဘာတွေမှာဥတီချက်ပြောင်းပြီးဆောင်ရွက်မှုတွေရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိမယ်။အဝါရောင်ဒေမရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးလွေရကိစ္စဆောင်ရွက်ပါ။ဖွာလာစဉ်လမ်းမှာတွေ့တဲ့လူသားပုဂ္ဂိုလ်တို့ကိုအလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်။ချစ်လျှောပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ။2025အောက်တိုဘာလ1ရက်နေ့ဗုဒ္ဓနေ့လက်နေရကတောင်ရစန္ဒီယာရကရှေးရရပေါ်ရရကမြောက်ရတို့ဖြစ်တဲ့မူလဆန်းရှင်တဲ့ကဥဒ္ဒရာကန္တကဖြစ်တဲ့တနင်္ဂနွေကျိုးကံရာဒီမှာတည်ရှိတယ်တနင်္လာကျိုးဒနုရာဒီမှာတည်တယ်အင်္ဂါကျိုးတူရာဒီမှာရှိတယ်ဗုဒ္ဓကျိုးကံရာဒီမှာတနင်္ဂနွေနဲ့ပေါင်းပြီးတည်ရှိတယ်ဇာတာပတိကျိုးမေထုံရာဒီမှာတည်တယ်တောက်ကြကျိုးသေရာဒီမှာတည်ရှိတယ်စနေကျိုးမိန်ရာဒီမှာနောက်ပြန်သွားပြီးတည်တယ်ရာဟုကျိုးကုံရာဒီမှာတည်ရှိတယ်ကိတ်ကျိုးသေရာဒီမှာတောက်ကြကျိုးနဲ့ပူတွဲပြီးတည်ရှိတယ်မိသရာဒီဘာတွေမှာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရေမှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးဘဝအောင်မြင်မှုကိုဖန်တီးနိုင်နိုင်မယ်ပိသရာဒီဘာတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်မယ်ဘဝတိုးတက်မယ်ရေမှန်းချက်အောင်မြင်မယ်မေတော်ရာဒီဘာတွေမှာစိတ်ပင်ပန်းဒုပင်ပန်းဖြစ်မယ်မှန်တယ်တဲ့တွေ့ပါမယ်သဘာသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးမယ်ကရကရာဒီဘာတွေအတွက်ပျော်ရွှင်ချမ်းမြေ့မယ်လွယ်ရပြည့်စုံမယ်ခက်ခဲဖြေရှင်းနိုင်မယ်ငွေကြေးကကောင်းမယ်တင်ရာဒီဘာတွေမှာစိတ်နှောင့်ယှက်များမယ်တဘာသူကြောင့်မိမိရွယ်ချက်ပြင်းပြင်းချင်းရှိမယ်ဂတိပြည့်သူတွေနဲ့တွေ့မယ်ကံရာဒီဘာတွေမှာအသေးစားထိခိုက်မှုပြုဆက်ရမယ်ငွေကြေးလက်တို့ဆုံးရှုံးတဲ့ပစ္စည်းမြုပ်နှံခြင်းမပြုရအောင်ကျူရာဒီဘာတွေအတွက်ထူးကောင်းတဲ့ရာရာဆင်ပြေပြီးတိုးတက်မယ်ငွေကြေးလုပ်ငန်းဘဝရည်မှန်းချက်အောင်မြင်မယ်ရိစ္ဆာရာဒီဘာတွေမှာငွေကြေးကံကောင်းမယ်လူရပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်နေကောင်းတစ်ခုဖြစ်တဲ့ဒနုရာဒီဘာတွေမှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ကံအခြေအနေမြမတန်လန်းပေါ်ပေါက်ပြီးတော့ခရီးကိစ္စဆင်ပြေမယ်မကာလရာဒီဘာတွေမှာရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပေးတဲ့ရပဲခွေပြန်ရမယ်ငွေကြေးစီးပွားလက်လာပါတိုးတက်မယ်ကောရာဒီဘာတွေမှာလက်ပွင့်မယ်ကံကောင်းမယ်လူရပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမေယာဒီဘာတွေမှာဥတီချက်ပြောင်းပြီးဆောင်ရွက်မှုတွေရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိမယ်။အဝါရောင်ဒေမရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးလွေရကိစ္စဆောင်ရွက်ပါ။ဖွာလာစဉ်လမ်းမှာတွေ့တဲ့လူသားပုဂ္ဂိုလ်တို့ကိုအလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်